ဘဝမှာမိတ်ဆွေရှိုံမျှနဲ့ချမ်းသာဒုက္ခမပြည့်စုံသေးပါဟုတ်ရလားဘာဆက်ပြီးတော့ရှိဖို့လိုအပ်လဲနံပါတ်1ရှိရမယ်အရေးအသွေးကရောင်ရဲနိုင်ခြင်းတင်းတိမ်နိုင်ခြင်းကိုရတာနဲ့ကိုဖြစ်နေတဲ့အခြေအနေလေးကိုကျင့်တတ်နိုင်ခြင်းဟုတ်ရလားပိဋကကြီးစကားလေးကိုစစ်စစ်ပေါက်ပေါက်ပြောမယ်ဗျာတလုံးမှအလေးအလွတ်မရှိအောင်နားထောင်ကြရရှိတာနဲ့ရောင်ရဲရမယ်လို့မပြောဘူးရတာနဲ့ရောင်ရဲရမယ်လို့ပြောတယ်ရှိတာနဲ့ရောင်ရဲမယ်ဆိုရင်ဘယ်တိုးတက်ကြီးပွားမှာလဲမြတ်စွာဘုရားတိုးတက်ကြီးပွားမှုကိုဘယ်တော့မှမပိတ်ပင်ဘူးဟုတ်လားလုံလဝရိယကြီးကြီးနဲ့ကြိုးစားရမယ်လို့ပဲတိုက်တွန်းတယ်တချို့သောပြင်းညတဲ့ဗုဒ္ဓဘာသာဝင်တွေဟာကိုအလုံးမလုံးချင်တာပြင်းတာကိုတန်တုတ်ထီရောင်ရဲတယ်ဆိုတာနဲ့လွဲမှားပြီးတော့လွယ်မမဂုံယူနေတာတွေတောင်ရှိဟုတ်ရဲ့လားဒါကြောင့်ဒီတန်တုတ်ထီဆိုတဲ့တရားလေးကိုတကယ်တိတိကျကျသဘောပေါက်ဖို့လိုတယ်ဗျရှိတာနဲ့ရောင်ရဲတာမဟုတ်ဘူးရတာနဲ့ရောင်ရဲတာရတာနဲ့ဘာကြောင့်ရောင်ရဲရမှာလဲဆိုတော့ကို့မှာရနေတာတွေဟာကိုယ်နဲ့ထိုက်တန်တာတွေကိုရတာနော်ကိုယ်နဲ့ထိုက်တန်တာကိုရတာဗျဘာနဲ့ထိုက်တန်တာလဲဆိုတော့ကိုယ့်ရဲ့ကံကိုယ့်ရဲ့ဉာဏ်ကိုယ့်ရဲ့ဝရိယနဲ့ထိုက်တန်တာကိုရထားတာတရားနဲ့တန်လို့တရားပဲရတာအဲ့ဒါတသိမ့်မရခြင်းနဲ့လေအဲ့ဒါကျန်တာတွေအတွက်အဲ့ဒါအတိလောဘဖြစ်တယ်ဟုတ်ရလားကိုကတရားတန်ကံရှိတယ်တရားတန်ဉာဏ်ရှိတယ်တရားတန်ဝရိယရှိတယ်ဆိုရင်တရားရမှာပေါ့တရားဓမ္မအရင်အနည်းအကြောင်းတရားစိုက်ထုတ်ခြင်းပြီးတော့1000ရခြင်းတယ်ဆိုရင်ပေးလိုက်ရင်ပါတယ်900လောက်အဲ့ဒါလောဘဖြစ်နေပြီဟုတ်ရလားဒါကြောင့်1000တန်ရခြင်းတယ်ဆိုရင်1000တန်အရင်ဒီစိုက်ထုတ်လေ1000တန်နဲ့တန်တဲ့ကံဖြစ်အောင်လုပ်1000တန်နဲ့တန်တဲ့ဉာဏ်ရှိအောင်လုပ်1000တန်နဲ့တန်တဲ့ဝရိယရှိအောင်လုပ်ဟုတ်လားဒါကြောင့်ကိုရတာနဲ့ကျင့်တတ်တယ်ဆိုတာအင်မတန်ကျယ်ဝန်းတဲ့အဓိပ္ပာယ်ကဟုတ်ရလားအဲ့ဒီတော့ကိုကဒီလောက်တန်လို့ဒီလောက်ရတယ်ဟိုလောက်ကြီးရခြင်းနဲ့ဆိုတော့ကိုရမှာတဲ့လားမရပါဘူးဗျကိုနဲ့တန်တာပဲကိုရမှာကိုအကြောင်းရှိတဲ့လောက်ပဲကိုရမယ်အကြောင်းဆိုတာကအတိတ်အကြောင်းရှိတယ်ပြစ္ဆုတ်ပံအကြောင်းရှိတယ်ဟုတ်ရလားအတိတ်အကြောင်းတစ်ခုတည်းသာအကြောင်းလို့မယူဆနဲ့နော်တချို့လူတွေကပြစ္ဆုတ်ပံမှာစီးပွားရေးသိပ်ပြီးတော့မပြေလည်ဘူးဆိုရင်တို့ကအတိတ်ကံကိုကညံ့တာကိုသေချာတယ်အဲ့ဒီလူပြစ္ဆုတ်ပံကံမှာညံ့တယ်ဆိုတာမြတ်စွာဘုရားကပစ္စည်းဥစ္စာပေါ်ဖို့ဆိုတဲ့နေရာမှာလေအာလဝကတုတ်တံကိုလေးလာကြည့်စေခြင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားပစ္စည်းဥစ္စာပြည့်စုံခြင်းလို့ရှိရင်ကိုလှုပ်တဲ့အလုပ်ကိုကျွမ်းကျင်ရမယ်ကိုလှုပ်တဲ့အလုပ်ကိုတာဝန်ကြီးတည့်ရလို့သဘောထားရမယ်ကိုလှုပ်တဲ့အလုပ်ကိုတကယ်လုံးလစိုက်ပြီးတော့လုပ်ရမယ်အဲ့ဒါဆိုရင်သေချာပေါက်ကြီးပွားတယ်လို့ဟောတယ်နော်တခါကြီးဒီမကြီးမြတ်အတိတ်ကမလိုဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ပစ္စည်းဥစ္စာရှာဖွေတဲ့နေရာမှာပြစ္ဆုတ်ပံလေးလာမယ်လိုက်စားမယ်အဲ့ဒါနဲ့အညီကျင့်သုံးမယ်ဆိုရင်ပေါ်ကိုပေါ်နိုင်တယ်ဒါမြတ်စွာဘုရားဟောတာပါနော်အရာရာအတိတ်ကံကြီးတွေပဲလို့ယူဆမယ်ဆိုရင်ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်တယ်လို့ဟောဒီပိဋကကြီးကြားဘူးလောက်ပါတယ်ဒီလောက်ညံ့မယ်မထင်ပါဘူးအဲ့ဒါဒိဋ္ဌိတောင်ဖြစ်တယ်နော်အေးဒါကြောင့်ကိုရတာနဲ့ကျင့်တတ်တယ်ဆိုတာရတာနဲ့ကျင့်တတ်ရမယ်ရတာနဲ့မကျင့်တတ်တော့ရောအပူတွေကရလာမှာတဲ့လားမရပါဘူးမောတာပဲရှိအဲ့တော့ကိုရခြင်းတလောက်ရသလားကိုရတာနဲ့တန်တလောက်ပဲတနည်းအားဖြင့်အကြောင်းရှိသလောက်ပဲရမှာလားအကြောင်းရှိသလောက်ပဲရမှာဗျာဟုတ်လားအေးရခြင်းတာတော့အများကြီးပေါ့ဗျာဟုတ်လားရခြင်းတာတော့အများကြီးပေါ့သို့တော့နည်းနည်းတန်ရင်နည်းနည်းပဲရမယ်ဟုတ်လားအဲ့ဒီမှာရတာနဲ့ကျင့်တတ်ရမယ်